Happy birthday to all my Pisces မင်္ဂလာပါရှင်ဆရာမခင်မှုတစ်ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ February လ19ရက်နေ့ကနေ March လ20အတွင်းမှာမွေးဖွားတဲ့မေယာဒီဘွားတွေဖြစ်တဲ့ Pisces လေးတွေအတွက်ကိုtarot ကလေးတွေသုံးပြီးတော့ကံကြမ္မာနမိတ်ဖတ်ပေးသွားမှာပဲဖြစ်ပါတယ်ကိုယ့်ရဲ့ natal birth chart မှာအဓိက placement တွေဖြစ်တဲ့ Sun Moon Rising Venusဒီနေရာတွေမှာ Pisces ပါနေတယ်ဆိုလို့ရှိရင်လည်းဒီ reading ကကိုယ်နဲ့ resonate ဖြစ်ပြီးတော့မှ energy ကိုက်နေနိုင်ပါတယ်Okay, so စကြမယ် Happy birthday to all my Pisces. Okay, Pisces လေးတွေကလေအခုကာလမှာအရန်ကိုစိတ်ပင်ပန်းနေရတယ်ကိုယ့်ရဲ့တာဝန်နဲ့ဝတ္တရားတွေကြောင့်မို့လို့ပေါ့နော်မလှုပ်တာမရွေ့တာအခြေအနေတွေမှာတာဝန်တွေအများကြီးကိုယူထားရတယ်လေးလံနေရပေါ့နော်ပြီးလို့ရှိရင်ကိုဆုံးရှုံးထားတဲ့အရာတွေကိုလည်းကိုကနှမျောတနဲ့ပေါ့နော်တဖြစ်ပြီးတော့မှစိတ်ဖိစီးနေရပေါ့နော်ပြီးလို့ရှိရင်ကုံတွေကုသရောင်းဝယ်ရေးတွေခရီးသွားဖို့ရေးတွေမှာပေါ့နော်လုံးဝဒါကြီးကblock နေရာမှာပိတ်ဆို့ထားစီခြင်းခံထားရတဲ့အခြေအနေလေးတွေမှာရှိနေတယ်ပြီးလို့ရှိရင်ဒီ collective ထဲမှာကလေအကြာသေးတယ်ပေါ့နော် recent past လိုမျိုးမှာခွဲစိတ်မှုတစ်ခုခုပေါ့နော်operation တွေ surgery တွေလုပ်ထားရတဲ့သူတွေပါလိမ့်မယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းခွဲစိတ်ဆရာဝန်လိုမျိုးတွေလည်းပါနိုင်တယ်ပြီးလို့ရှိရင်ပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်တချို့တော့အမျိုးသမီးလေးတွေက single mom ဒါမှမဟုတ်လို့ရှိရင်လည်းကိုကအိမ်အောင်ရှိတယ်ဆိုလို့ရှိရင်တော့မှပေါ့နော်အိမ်အောင်ရေးမှာကိုပဲဦးစီးဦးဆောင်ပြုနေရပြီးတော့အကယ်၍မျိုးသားဆိုလို့ရှိရင်လည်းသူကလုံးဝအောင်မှာပေါ့နော်သူ့ရဲ့ပတ်ဝန်းကျင်ကလည်းတတရတော့မဟုတ်ဘူးပတ်ဝန်းကျင်ကအရန်ခက်ခဲကြမ်းတမ်းနေတယ်အဲ့အတွက်ကြောင့်မို့လို့သူကိုယ်တိုင်ကလည်းခက်ခဲစူးစမ်းရတဲ့သူမဟုတ်လို့ပေါ့နော်သူ့ရဲ့ဘေးပတ်ဝန်းကျင်ကလူတွေကိုဆိုရင်လည်းနည်းနည်းတသွေးတတန်တမိတ်ဆိုတဲ့ပုံစံမျိုးစီကန်းကြီးစွာနဲ့အုပ်ချုပ်တတ်တယ်ပေါ့နော်ဒီကတ်ဆိုလို့ရှိရင်လုံးဝ high priestess ရဲ့ energy အပြင်းစားလိုမျိုးကတ်ပေါ့နော်ဆိုတော့အလုပ်ငန်းခွင်တွေမှာဆိုလည်းနည်းနည်းလေးပေါ့နော်စီကန်းတင်းကျပ်ပြီးတော့မှaggressive ဖြစ်တဲ့ manager လိုမျိုးအမျိုးသမီးတွေအမျိုးသားတွေပေါ့နော်အဲ့လိုမျိုးပါနိုင်နေပေါ့နော်ဆိုတော့ Pisces လေးတွေကမကြာတော့တဲ့ကာလမှာပေါ့နော်လုပ်ငန်းသစ်စတင်တာနောက်ပြီးလို့ရှိရင်အလုပ်ကိုင်ခွင့်လန်းတစ်လေးတွေရလာဖို့ရှိတယ်ဒါပေမဲ့နည်းနည်းလေးတော့နှောင့်နှေးကြမ်းကြာလိမ့်မယ်ပေါ့နော်ကိုမျိုးလေးနဲ့ငွေကြေးသတင်းစကားတွေကြားရနိုင်နေဒါပေမဲ့ပေါ့နော်reverse energy ရပေါ့နော်လုံးဝပြောမယ်ဆိုရင်ဒူးလောက်တင်မှရင်လောက်ကြဆိုသလိုမျိုးပေါ့နော်ကိုမျောလင့်ထားတဲ့ပမာဏတော့ရချင်မှရလိမ့်မယ်ပေါ့နော်ဒီလို energy လေးတွေရှိတယ်ဒါပေမဲ့ near future မှာဆိုလို့ရှိရင် Pisces တွေအတွက်ကအရန်ကောင်းနေပေါ့နော်လုံးဝကိုလိုချင်တာလုပ်ဖို့အတွက်ကိုလိုအပ်တဲ့အရေးအချင်းအရင်မြစ်ပေါ့နော်အကုန်လုံးပြည့်စုံသွားရှိတယ်လုံးဝ master manifestor လိုမျိုးmagician energy မှာရှိနေတယ်ပေါ့နော်ဒါပေမဲ့ Pisces တွေအတွက်ကအခုလက်ရှိကာလမှာ Pisces တွေရဲ့ energy နဲ့အရန်ကိုက်နေပြီးတော့ဒီအခုဖြစ်နေတဲ့ full moon ရဲ့ energy နဲ့လည်းကိုက်ညီနေတာတခုက Pisces တွေကကောင်းမွန်တဲ့အထောက်ပံ့တွေလည်းရှိတယ်လုံးဝဒီ the sun ဆိုလို့ရှိရင် tarot မှာလုံးဝအပျော်ရွှင်ရဆုံးကတ်ဆိုပေမဲ့ဒီကတ်မရောက်ခင်မှာပေါ့နော်ကိုယ်မှာရှိတဲ့အရာတွေကိုနဲ့ energy မကိုက်တော့တဲ့အရာတွေကိုဖြိုချဖျက်ဆီးခံရတဲ့အခြေအနေလေးတွေရှိတယ်အဲ့ဒီအမှတဆင်ပေါ့နော်ပြန်ပြီးတော့ Pisces တွေအနေနဲ့ကtransformation လိုမျိုးပေါ့နော်မျက်နှာစာအသစ် energy အသစ်စိတ်အသစ်လူသစ်နဲ့transformation ဖြစ်ပြီးတော့မျက်နှာစာအသစ်စဖွင့်ရမယ်ကာလဖြစ်တယ်ပေါ့နော်ဆိုတော့ဒီချိန်မှာဒါတွေအားလုံးဖြတ်တန်းပြီးသွားရင် Pisces တွေအနေနဲ့ငွေကြေးအဖြစ်အရန်ကိုမှကောင်းတယ်ကံကောင်းမဲ့အခြေအနေမှာရှိနေတယ်ပေါ့နော်ဆိုတော့ Pisces လေးတွေကိုအကြံပေးချင်တာတော့အခုလက်ရှိချိန်မှာကိုနဲ့မတင့်တော်တော့တဲ့မဆိုင်တော့တဲ့အရာတွေပေါ့နော်အရာတွေကိုစွန့်ပစ်စေချင်ပါတယ်ကိုကကောင်းမွန်တဲ့အရာတွေကို manifest လုပ်ထားတယ်ဆိုလို့ရှိရင်ဒီအရာတွေဝင်လာဖို့အတွက်ကိုယ့်ရဲ့ဘဝတွေမှာပေါ့နော် energetically ပဲဖြစ်ဖြစ် physically ပဲဖြစ်ဖြစ်နေရာပေးရှင်းထားပေးဖို့လိုတယ်ပေါ့နော်အဲ့တော့ကြောင့်မို့လို့ကိုယ့် universe က force လုပ်ပြီးတော့ပေါ့နော်ဒီຢာတွေကိုမဖယ်ထုတ်ခင်မှာကိုယ့်ဘက်ကနေစပြီးတော့မှာပေါ့နော်စိတ်အမိုက်တွေဆိုရင်လည်းစွန့်ထုတ်ပြီးတော့ခွင့်လွှတ်ပြီးတော့ရှင်းထုတ်တင်တာကိုရှင်းထုတ်ပေးစေခြင်းနဲ့
လုံးဝ physically ဆိုရင်လည်းကိုယ့်အတွက်မလိုတော့တဲ့ဟာတွေဥပမာအဝတ်အစားတွေပြီးလို့ရှိရင်အသုံးဆောင်ပစ္စည်းတွေကိုယ်နဲ့ energy မကိုက်တော့တဲ့ဟာတွေကိုစွန့်ပစ်ပြီးတော့မှ declutter လုပ်စေချင်တယ်ပေါ့နော်ဒါမှသာကိုယ်နဲ့ပို့ပြီးတော့ကိုယ့်ရဲ့version အသစ်နဲ့ပေါ့နော်ဒီမွေးနေ့ကြော်သွားရင်ဖြစ်လာမယ်ကိုယ့်ရဲ့ version အသစ်နဲ့ကိုက်ညီတော့ကောင်းမွန်တော့အသစ်တွေဝင်လာဖို့အတွက်နေရာတွေရှိနေမှာပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီ reading လေးကကိုယ်နဲ့energy ကိုက်တယ် resonate ဖြစ်တယ်ဆိုလို့ရှိရင် comment မှာပြောသွားခဲ့ပေးပါပြီးတော့ခင်နဲ့ one on one ကိုယ့်ရဲ့ energy တစ်ခုတည်းကိုပဲreading ဖတ်ချင်နေဆိုလို့ရှိရင်one on one session booking ယူလို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်